မင်္ဂလာပါဒီနေ့ခရမ်းချင်ဒီချက်လေးကျမလှုပ်ရှားဖြစ်ပါတယ်ချစ်သွန်ဖြူရဲ့ချစ်သွန်နီရဲ့ငပိရဲ့ငရုတ်သီးစိမ်းရဲ့ပစွန်ချောက်လေးရဲ့ကိုသုံးပြီးတော့ကျမခရမ်းချင်ဒီချက်ပါမယ်ပစွန်ချောက်လေးရောထုံးစံတိုင်းရေလေးစိမ်ထားပါမယ်ပြီးသွားရင်တော့ကျမထောင်းပါမယ်ခင်းချင်လေးလေးကိုရေသေးချပြအောင်ဆေးပြီးတော့ကျမလှီးလိုက်ပါတယ်ချစ်တုံလေးပပလီဒါလေးကိုကျမအရင်ဆုံးထည့်ပြီးတော့စီးတက်လိုက်ပါတယ်ပြီးရင်တော့ချစ်တုံဖြူရဲ့ပစွန်ချောက်ထောင်းတာလေးရဲ့ကိုထည့်ပြီးတော့စီးတက်ပါမယ်ပြီးသွားရင်တော့ကျမစနမုတ်လေးပါထည့်ပါမယ်ပြီးရင်အယောင်တင်မုတ်လေးပါထည့်ပြီးတော့ငပိပါတစ်ခါလေးထည့်ပြီးတော့ခြေလိုက်ပါမယ်ငပိရအောင်ပေါ့နော်စင်းစားငပိလေးကိုထည့်ပေးပါတယ်ကျမတော့ဒီကထောင်းထားပြီးသားစင်းစားငပိပေါ့နော်အဲ့ဒါကိုထည့်ထားမို့လို့အယောင်ကနည်းနည်းမဲနေပေါ့နော်ပြီးတော့ငပိကိုရေလေးနဲ့ဖြောပြီးတော့ထည့်ရင်လည်းရပါတယ်အဲ့ဒါဆိုရင်ပိုကောင်းပါတယ်ပေါ့နော်ကျမဆိုရင်အခုငပိကိုဒီတိုင်းပဲထည့်လိုက်တဲ့ခါကျတော့ချိန်နေရတယ်ပေါ့နော်ပြီးတော့အမဲရောင်လေးဖြစ်ကုန်ပါတယ်ခင်းချင်ဒီပပလီဒါလေးထည့်ပြီးတော့မှွေလိုက်ပါမယ်နှောင်းအောင်လို့မှွေပြီးသွားပြီခင်းချင်ဒီလေးလည်းနည်းနည်းလွမ်းလာပြီဆိုရင်တော့ကျမအဖုံးအုပ်ပြီးတော့ထားလိုက်ပါတယ်ပြီးသွားရင်တော့ကျမငံပြရည်လေးနည်းနည်းပေါက်ပေးပါတယ်ပြီးရင်အရသာလေးကိုလိုတလောက်ထည့်ပါတယ်ခင်းချင်ဒီလေးကိုဇွန်းလေးနဲ့လိုက်ပြီးတော့ခြေပေးပါတယ်ပြီးတော့စီချင်ရည်ကြံလေးဖြစ်တဲ့အထိမှွေပေးပါမယ်ပြီးသွားရင်တော့ကျမငရုတ်တီးတောင်လေးထည့်ပေးပါတယ်နောက်ဆုံးအနေနဲ့နန်းနန်းပင်လေးအုပ်ပေးလိုက်ပါတယ်ကဲအခုဆိုရင်တော့ခင်းချင်ဒီချက်လေးရပါပြီကိုကြိုက်တာလေးနဲ့တွဲဖက်ပြီးတော့စားသုံးနိုင်ပါတယ်အခုလိုဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်